မလေးချက်သိန်းနေပါလားဒီမှာကြည့်ပါကြည့်လောတယ်မင်းရဲ့ငါသူ့ရဲ့ငါရဲ့ဆိုရင်တဲ့ငါ့ကိုထားခဲ့ပါဘာလဲလဲငါစိတ်ညစ်လာပြီအစာဦးကငကယုံဖျားငကယုံဖျားငကယုံဖျားလမ်းတဲ့ဖဏမစည်းပဲတောင်သွားလို့ရတဲ့မြေဘာကြီးလဲဒီမရှင်လေးကပြောဖို့ကောင်းတယ်ရီရတယ်အဲ့လိုမျိုးလိုက်ရှာရှုံးရင်တော့ပြောဖို့မကောင်းတော့ဘူးနော်မရှုံးသေးသေးရတော့ပြောဖို့ကောင်းတယ်ဟာလိုစိတ်ညစ်နေအောင်နော်ရှောက်မခိုင်းနဲ့စိတ်ညစ်တာအားလုံးအစ်စ်ပြေးစရာမင်းရှင်လေးပဲလုပ်ပေးအမရှက်လည်းမရှက်ဘူးလားမကြီးမအော်နေစိတ်ညစ်တယ်ဒီနေ့မရှင်ကားအခုပေးမဲ့စာရွက်ကိုကြည့်ပြီးတော့နေရာတစ်ခုကိုလိုက်ရှာရမယ်အချိန်ကတနာရရမယ်လုပ်ပြပြီဘာလိုက်ရှာအောင်မလဲတန်တပါကြီးတော့သူ့ရဲ့နေရာကြီးကလည်းလမ်းနဲ့ဖဏမစည်းပဲတောင်သွားလို့ရတဲ့မြေလောတယ်မင်းရဲ့သူ့ရဲ့ငါရဲ့ဆိုရင်တဲ့ငါ့ကိုထားခဲ့ပါအခန်းနံပါတ်တဲ့မျက်နှာချင်းမဆိုင်တဲ့ကနန်းကြားကျုပ်တလုံးဝင်နေတယ်3နာရီ10မိနစ်โอเคအဲ့ဒါဆို4နာရီပြီးမယ်သိကြလားစိတ်ညစ်လိုက်တာရဲ့ရောင်းလဲလဲနဲ့ရှောက်ရပြန်ပြီဒီဘက်မှာလမ်းလည်းမရှိဘူးလားဟိုဘက်ကူးမယ် A few moments later အုံနောက်ပါရင်ရွာရောက်တယ် Google Map ကြည့်လိုက်ဘာမကြည့်ပါနဲ့လူမေးပေးပါမရလူမေးပေးပါလမ်းနဲ့ဖဏမစည်းပဲတောင်သွားလို့ရတဲ့မြေဘာကြီးလဲချင်းတွင်းလမ်းဒီနားမှာချင်းတွင်းလမ်းရှိတယ်မြေနုလမ်းရှင်းသားလေးမှာလာလမ်းတွေ့ပြီမြေနုလမ်းဖဏမစည်းပဲလေတောင်ရှောက်လို့ရတဲ့လမ်းမြေနုလမ်းမဝေအောင်နောက်တော့ဒီနေ့ကတော့လည်းမီးပုံညံဆန်နေရယ်ကွယ်ဟိုနေ့ကတော့မလုံးမချုံအဲ့ဒီကနေသွားပြီဟာနောက်ပြန်ပတ်မှာဟာငါစိမ့်ညစ်ခုနလမ်းထဲဝင်လိုက်လို့ရတယ်အဓိကတော့လမ်းကိုအဓိကအရင်ဆုံးသိရမှာကွာလမ်းသိလို့ရှိရင်တော့သွားလို့ရပါဘူးလာဒီထဲမှာဒီရှေ့ကလမ်းကမြင်းနုလမ်းပဲပဒိန်းပဲလို့ဒီမရှင်ကိုဒီလိုရေးရမယ်လို့ဘသူပေးတာဘသူစဉ်းစားထားတာလဲအရန်တော်တယ်ဘာလို့လဲဆိုဆဆချင်းမြင်းမှာလူတွေပါဖြစ်သွားတယ်အစာဦးကငကယုံဖျားငကယုံဖျားငကယုံဖျားဘာလဲအစာဦးတဲ့ငကယုံဖျားမှာရေတက်ပဲပြီးစုတောင်းမယ်တဲ့အမေကုံသတင်းတွေမွေးပါစေလို့တဲ့ငါမြမနေလားဘယ်နာရောက်သွားလဲအမြင်နူလမ်းမြောက်သေးဘူးလားဒီမှာမြင်နူလမ်းဒီမရှင်လေးကပြောဖို့ကောင်းတယ်ရီရတယ်အဲ့လိုမျိုးလိုက်ရှာရှုံးရင်တော့ပြောဖို့မကောင်းတော့ဘူးနော်မရှုံးသေးသေးရတော့ပြောဖို့ကောင်းတယ်ဟဲ့ဒီမှာငကယုံဖျားဟုတ်ပါဘူးဒါညောင်မင်းဟိုလေတစ်ခုလုံးမေးချင်တယ်ကင်မရာလေးနဲ့တော့ရိုက်ထားရမလားအစာဦးတစ်ခုကိုရှာနေငကယုံဖျားမှရေတက်ပဲပြီးဆူတောင်းမယ်အမေကောင်ကအဲ့ဒါဘလို့တိုက်ခံတော့ဟုတ်ပါလားအဲ့ဘာတိုက်ခံဘာတိုက်အော်အဲ့ဒါငကယုံဖျားရှိရလားရှိတယ်အဲ့ဟိုနားလေးမှာဟုတ်ကဲ့ကျေးဇူးအများကြီးတင်ပါတယ်ပရိုဂျူဆာကလည်းမမြဲနိုင်နဲ့သူ့အနေနဲ့ဆိုပြန်မပြောလိုက်လဲပြန်ပြောလိုက်တော့အဲ့လိုညစ်လို့ရတဲ့နေရာကနေညစ်ဥပမာဆိုလို့ရှိရင်ချိန်တနာရီပေးနိုင်ဝယ်ပဲပေးတော့တာမျိုးလို့အမျိုး50ဆိုမျိုး60လောက်လုံးပြစ်တာမျိုးအဲ့လိုရန်လောက်တာရန်နိုင်ကျင့်တယ်ဒီနားမှာလေငကယုံဖျားနဲ့ပတ်သက်တဲ့အဆောက်အဦလေးဟုတ်ဒါတင်နေဒီမှာမြေနုကွန်တိုလောတယ်မင်းရဲ့ငါသူ့ရဲ့ငါရဲ့ဆိုရင်တဲ့ငါ့ကိုထားခဲ့ပါဘာလဲလဲငါစိတ်ညစ်လာပြီအခန်းနံပါတ်တဲ့မျက်နှာချင်းမဆိုင်တဲ့ကနန်းကြားကျုပ်တလုံးဝင်နေတယ်304ပေါ့ဒါပဲလားဟုတ်တာပဲဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ရေသက်ပဲပြီးဆူတော့မယ်